ကားမှုကုသိုလ်တွေအလုံးကိုတိုက်လို့လာခေါ်ဘာဖြစ်တိုက်လို့ခေါ်အမေအမြဲတမ်းအမြပေးမယ်ညအမေဖျားကတော့နဲ့ငါဒီမကြားရင်မလားကြားလားနော်အမေနားလည်းတွေ့ကတ်မနေနဲ့နော်တမီးတော့မေးကောင်းရမောရအောင်သွားနော်ကောင်းရမောရသွားနော်အမေကခွင့်ပြုတယ်တေးတို့ဘယ်လိုပြေးလဲတေးတော့ဘယ်လိုက်လဲတေးတော့အေးစီရပြီနော်အော်စီရပြီတမီးတိတ်လေညာတမ်းမေဖတ်ကောင်းတဲ့မူရတယ်နော်တေးတို့ပြောပြီနော်ဒီမှာအေးစီရဲလို့တမီးတို့အေးရှိတာလေတမီးတို့ရေးတယ်တမီးကိုလည်းရတယ်နော်တမီးရနေကြရအောင်မင်းငကနေလေးရပုံးယူလူပေးလိုက်တယ်နော်နော်တမီးရနေကြရအောင်နော်ဟိုမေဒီဘက်ကလုံးပေးအောင်မယ်တမီးတရားနာလာခဲ့အဲ့နေရာလေးမှာလည်းဘုန်းကြီးတွေဆုံးကပ်ပေးမယ်နော်အမေကဆုံးလောက်နေတမီးတည်ရနော်ဖေးဟိုဆက်လူအပြူကြီးတော့ပါတော့တော့မေကောင်းတယ်အမေစလောက်တယ်တော့ခွေးချင်တယ်မေပွားတယ်မရဘူးနော်သမီးမပွားချင်လို့မရဘူးတဲ့နေရာလေးကိုဆရာမဟုတ်ပါဘူးသမီးဒီအဲ့တမီးရှုံးတယ်ခေါင်းတယ်ဒီလေငါသမီးရှုံးရစားတယ်အဲ့ဒီခေါင်းကြီးအဲ့တော့တမီးကိုဆေးလူပဲတော့ပဲအဲ့တော့လူဝဲမှာသမီးလူဝဲမှာဆေးလူပဲလူဝဲမှာသမီးလူဝဲမှာသမီးလုံးချင်တာလည်းပြောကိုယူလိုက်ကိုရပြီလို့ကိုအားအညာလူတွေအခုပဲခုလိုအချိန်မှာအဲ့လိုဝင်ဘူးလာတာတွေကဖြစ်လာတတ်ပါတယ်ကိုယ့်ရဲ့ဆွေမျိုးတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့စည်းစိမ်တွေကိုပဲဖြစ်ဖြစ်ဆွဲလန်းပြီးတော့တည်သွားခဲ့ရင်မကျွတ်မလို့တဲ့ဘဝရောက်သွားတတ်ပါတယ်မကျွတ်တဲ့ဘဝဆိုတာသူများရဲ့လူအများထင်တယ်လို့ဝိညာဉ်ဘဝတစ်မျိုးပေါ့တကယ်တော့ဝိညာဉ်ဘဝဆိုတာပိဋ္ဌာတစ်မျိုးပဲသူတို့ရဲ့ကာမစိတ်တကူကြောင့်ကိုဖြောက်နိုင်တာခန္ဓာကိုယ်ပျောက်ပြီးအရေးပဲမြင်ရလို့ဝိညာဉ်လို့အလွယ်ခေါ်ကြတာဖြစ်မယ်ဘယ်လိုပဲဖြစ်ဖြစ်မကောင်းတဲ့ဘဝတစ်ခုပဲလို့ပြောရမှာပေါ့မကျွတ်တဲ့သူတွေဟာသူတို့အဲ့ဒီဘဝမှာတစ်ခုခုအလိုရှိလို့ရှိရင်အစာအသောက်တွေအဝတ်အစားတွေအလိုရှိတဲ့အခါသူတို့အတွက်အမျှဝေပေးတာကိုရချင်တဲ့အခါမျိုးတွေမှာကိုထင်ပြတာမျိုးအခုလိုဝင်ပူးတာမျိုးတွေကိုလောက်တတ်တယ်ဘယ်လိုလူတွေကိုဝင်ပူးတတ်တယ်လဲဆိုရင်ခန္ဓာကိုယ်အားနေတဲ့သူတွေယောဂအပြင်းထန်ခံစားနေရတဲ့သူတွေအကြောက်တရားကြီးတဲ့သူတွေကိုဝင်ပူးတတ်တယ်ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်အားနေပြီးယောဂအပြင်းထန်ခံစားရတဲ့သူတွေတုန်လှုပ်ကြောက်လန့်နေတဲ့သူတွေကဖရာတရားကိုမေ့နေတတ်ပါတယ်ဖရာတရားမေ့နေတဲ့အခါမျိုးကိုအခွင့်ကောင်းယူပြီးတော့ဝင်ပူးကြတာပဲဖြစ်ပါတယ်များသောအားဖြင့်မိန်းကလေးတွေကိုဝင်ပူးတာများတယ်ဘာကြောင့်မိန်းကလေးတွေကိုဝင်ပူးတာများလဲဆိုရင်မိန်းကလေးတွေကယောက်ျားလေးတွေထက်စိတ်နှလုံးနူးညံ့တဲ့အတွက်ကြောင့်အကြောက်လွယ်တတ်တယ်အဲ့လိုအကြောက်လွယ်လို့ဝင်ပူးတာလွယ်တာပေါ့ဒါကြောင့်မို့လို့အခုလိုအချိန်မျိုးမှာဖရာတရားမမေ့ပါနဲ့ဖရာတရားမမေ့အောင်ဘာနဲ့ထင်ရမလဲဆိုလို့ရှိရင်တတိနဲ့ထင်ရမယ်ကိုကတခုခုဖြစ်လို့ကိုမတင်္ကာရာမျိုးရှိရင်ဖရာတရားကိုသာအရင်ဆုံးတတိယပါအရင်ဆုံးပြေးမြင်ပါကြံရခဲ့တဲ့ဒကာမတို့ကလည်းဆွန်းလိုက်ရတဲ့ကိုယ်ဆွေမျိုးတွေအတွက်အကယ်၍မကောင်းတဲ့ဘဝရောက်သွားလို့ဝင်ဘူးတယ်ပဲဖြစ်ဖြစ်မဝင်ဘူးတယ်ပဲဖြစ်ဖြစ်အရေးအယောင်ပြသည်ပဲဖြစ်စေအရေးအယောင်မပြသည်ပဲဖြစ်စေတေသူကိုယေရှုပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်အမျှတမ်းပေးဝေကြပါတာတို့ခေါ်နိုင်တဲ့ဘဝရောက်ရင်တော့ကောင်းတဲ့ဘုံဘဝရောက်သွားလိမ့်မယ်နော်လိုင်းဘော်ကညီကိုမောင်နှမတွေကလည်းခုမှလာပြီးဘိုးတော်လိုနတ်ကြော်လိုနဲ့ဘယ်နေရာမှာမီးလောင်မဲ့နောက်
ဘယ်နှခုနဲ့ကြာလို့ဆိုရင်လက်နက်ပေးကြီးဆိုင်လိုက်မယ်လူအများသေးကြီးပြည့်စည်အောင်မယ်မဟာပထဝီမြေကြီးကိုရှ िख ိုးပါပူဇော်ပါအဲ့ဒီမဟာပထဝီမြေကြီးကိုရှ िख ိုးလို့ဆိုရင်ဒီလိုဘေးကြီးတွေမှာလွတ်လိုက်မယ်အစရှိတွေပြောဆိုပြီးတော့မချင်းချောက်ပါနဲ့ငကိုကမှဘေးအမျိုးမျိုးတွေနဲ့ရင်ဆိုင်နေရလို့ကြောက်နေရတဲ့သူတွေကနင်တို့ကြောင့်အကုသို့ဖြစ်ရတာကတစ်မျိုးဘယ်အချိန်ပဲဖြစ်ဘယ်အန္တရာယ်ပဲကြုံဖရာတရားကိုတော့ဘယ်တော့မှမမေ့နဲ့ဓမ္မောဟဝေရခတိဓမ္မစာရီတရားအကျင့်ကိုကျင့်နေရှိတော်သူကိုသာလျှင်တရားကပြန်ပြီးစောက်လိုက်မယ်တဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်